မနေ့တခါညတခါသွားတိုက်တာပဲဒါပေမဲ့ဘာဖြစ်လို့သွားတွေပိုးစားနေရတာလဲဆိုပြီးတော့သိချင်နေတဲ့သူတွေများရှိလာရင်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမတို့သွားတိုက်တယ်ဆိုပေမဲ့လည်းသွားရဲ့ဒီအပြင်မျက်နှာပြင်ဝါးတဲ့မျက်နှာပြင်ပဲကျမတို့တိုက်လို့ရတယ်ပေါ့နော်သွားတစ်ချောင်းနဲ့တစ်ချောင်းချားမှရှိရဲသွားရဲ့ဒီလိုဘေးမျက်နှာပြင်ဒီလိုအရှိကြီးကိုကြတော့ကျမတို့တန်ရှင်းရေးလုပ်လို့မရဘူးဘာနဲ့တန်ရှင်းရေးလုပ်လို့ရလဲဆိုလို့ရှိရင်ဒီလို floss လေးတွေနဲ့သွားချားတဲ့တန်ရှင်းရေးလုပ်လို့ရတယ်ဒီလို floss pick ရှိမယ်ပြီးလို့ရှိရင်ဒါမှမဟုတ်ဒီလိုမျိုး floss ကျိုးအခွေပေါ့နော်ဒီလိုမျိုးလေးကနေပြီးတော့လာတာဒါနဲ့တန်ရှင်းရေးလုပ်ပြီးတော့မှပဲသွားတိုက်ရမှာပေါ့နော်ဆိုတော့သွားချားထဲမှာအစာဟောင်းတွေကြံနေခဲ့ရင်ဒါမှမဟုတ်တချီးအညှိလေးတွေကြံနေခဲ့ရင်တပုံးရောင်လာနိုင်တယ်သွားပိုးတွေစားလာနိုင်တယ်ကိုကသွားချားညက်တာကိုသိရင်တော့ထုတ်မိတယ်ပေါ့နော်မသိတဲ့နေရာတွေရှိတယ်လူကသတိမထားမိပဲနဲ့အစာညက်နေတဲ့နေရာတွေရှိတယ်အဲ့ဒီနေရာတွေကိုပါ floss နဲ့တန်ရှင်းရေးလိုက်မလုပ်ပေးဘူးဆိုလို့ရှိရင်အဲ့ဒီအစာကြံတဲ့နေရာလေးတွေကသွားပိုးစားပေါက်ဖြစ်လာမှာပဲပေါ့နော်ဒါကြောင့်မလို့ဒီနေ့ကနေစပြီးတော့ floss သုံးဖို့မမေ့ပါနဲ့ floss သုံးပြီးမှပဲသွားတိုက်ရမယ်နော်